အားလုံးကိုမင်္ဂလာပါကျွန်တော်တို့ကိုးကွယ်နေတဲ့တမန်တမိုးတာမြတ်စွာဘုရားနော်ကရုဏာဘလောက်ကြီးတော်မူလဲဆိုတာကိုနည်းနည်းပြောချင်ပါတယ်ဒီတိုင်းဘုရားဖြစ်တာမဟုတ်ပါဘူးဥတီချက်3ခုရည်ရွယ်ချက်3ခုကိုဥထိတ်ထားပြီးမှတစိုက်မမဘဝတိုင်းမှာနော်ကြိုးစားခဲ့လို့နောက်ဆုံးမှာဘုရားအဖြစ်ကိုရောက်ပြီးမှတတ္တဝါတွေကိုသစ္စာတရားဟောတော်မူတာဖြစ်ပါတယ်အဲ့ဒီရည်ရွယ်ချက်ဥတီချက်3ခုကဘာလဲဗုဒ္ဓထစရိယငါဘုရားဖြစ်မယ်ငါဘုရားဖြစ်မှရမယ်ငါဘုရားဖြစ်ချင်တယ်တော့အဲ့ဒီရွယ်ချက်နဲ့တရားအားထုတ်တာသို့ဒီမဟုတ်ပါရမီ10ပါးကျင့်တော်မူတာနော်လောကတ္တစရိယပထမဆုံးမှာတော့အခုကျွန်တော်ပြောလိုက်တယ်ဗုဒ္ဓတ္တစရိယကိုအရင်ပြောလိုက်တယ်အမှန်တော့လောကတ္တစရိယလောကလူသားအတွက်ငါဘုရားဖြစ်အောင်ကြိုးစားမယ်အဲ့ဒါဥတီချက်နံပါတ်1ပထမဆုံးလောကလူသားပေါ်မှာကရုဏာထားတော်မူခဲ့တာဘုရားမဖြစ်ခင်တာမန်ပုထုဇဉ်ဘဝတွေမှာဒီလိုကရုဏာကြီးတွေနဲ့ကြိုးစားခဲ့တဲ့ဒိုဘုရားနော်ကြိုးစားခဲ့လို့ဘုရားဖြစ်တာဒါပေမဲ့သူရဲ့ဥတီချက်ကိုကြည့်လိုက်မယ်ဆိုရင်လောကထစရိယလောကလူသားအတွက်ငါကျင့်မယ်တရားကျင့်မယ်ငါပါရမီတွေဖြည့်မယ်နော်ကျွန်တော်တို့ကဘလောက်အထိအတ္တကြီးတဲ့လူတွေလဲကိုယ့်အတွက်သာစဉ်းစားတာသူများအတွက်စဉ်းစားတယ်ဆိုတော့အတော်ကိုဝေးတဲ့ကိစ္စဟုတ်တယ်ကိုယ်အတွက်ရင်စဉ်းစားမယ်ကိုမိသားစုအတွက်အရင်စဉ်းစားမယ်ကိုရွှေမြို့အတွက်အရင်စဉ်းစားမယ်ပြီးမှလောကအတွက်စဉ်းစားမယ်တော့ပြောဖို့သာလွယ်တာတကယ်လုပ်ဖို့တော့မလွယ်ပါဘူးတို့ဖျားတော့ဖျားလောင်းဘဝကလေးကဒီဥတီချက်တွေကိုဥထိတ်ထားပြီးမှဖျားဖြစ်တော့ရောက်တာပါအုံဖွာဆိုပြီးမှဖျားဖြစ်တာမဟုတ်ပါဘူးလောကတ္တစရိယငါလောကလူသားအတွက်ငါတရားကျင့်မယ်ဘာဖြစ်လို့လဲဆိုတော့လောကမှာရှိတဲ့လူတွေကနော်မာတော့အယူဝါဒတွေကိုလက်ကင်ထားပြီးမှဖျားမဟုတ်တာကိုဖျားအဖြစ်လက်ခံတယ်နော်သစ္စာတရားမဟုတ်တာကိုသစ္စာတရားလို့ယုံကြည်နေတယ်သစ္စာတရားကိုကြတော့သူတို့ကနော်မာတော့လမ်းစဉ်ဆိုပြီးမှကဲရဲ့နေတယ်အဲ့ဓာတွေကိုဟိုးရှေ့ဖျားလောင်းတို့ရဲ့နော်ဟိုးရှေ့ပွင့်တော်မူတဲ့ဖျားတို့ထံမှာဒီလူတွေကိုမြင်တာပေါ့ဗျာနော်သူတော်ကောင်းကိုလည်းမြင်တယ်ဖျားကိုလည်းမြင်တယ်ရှေ့ပွင့်တော်မူတဲ့ဖျားတွေကိုမြင်တော့ကိုယ်လည်းဖျားဖြစ်ချင်တယ်ကိုယ်လည်းအဲ့ဒီအတိတ်မှာပွင့်တော်မူခဲ့တဲ့ဖျားတို့တို့ဖျားအလောင်းကလည်းဖျားဖြစ်ပြီးမှဒီတတ္တဝါတွေကိုကဲချင်တယ်ငါတယောက်တည်းနိဗ္ဗာန်မယူဘူးကွာဆိုပြီးမှငါအားလုံးကိုတတ်နိုင်သလောက်ငါနိဗ္ဗာန်ကိုခေါ်သွားမယ်ဆိုပြီးမှခေါင်းဆောင်စိတ်နဲ့ leader mind နော်ခေါင်းဆောင်တယောက်မှရှိတဲ့စိတ်ကိုတို့ဘုရားလောင်းနော်ရှေ့ပွင့်တော်မူတဲ့ဘုရားတွေကိုမြင်ပြီးမှသူကလည်းဒီလိုမျိုးပဲတတ္တဝါတွေကိုငါလည်းချွတ်မယ်ဆိုပြီးမှအဲ့ဒီချွတ်ဖို့အတွက်ဆိုရင်တော့ကိုယ်လည်းဘုရားဖြစ်မှချွတ်နိုင်မှာနော်ဆိုတော့လောကတ္တစရိယလောကအတွက်ငါကျင့်မယ်အဲ့ဒီလောကမှာလောကလူသားတွေအတွက်နိဗ္ဗာန်တရားပြဖို့အတွက်ရတော့ငါဘုရားဖြစ်မှဖြစ်မယ်အဲ့ဒါကြောင့်
Bodhata Sariyam nga Phaya phit aung le nga parami phit me Lokata Sariyam Ngihathata Sariyam nga loka luသားတွေကိုလည်းကဲတင်မယ်ငါရဲ့ရွှေမျိုးတွေတန္တရာအဆက်ဆက်မှာမိဘတွေအကိုအမမောင်နှမတွေအကုန်လုံးတော်ဆက်နေတဲ့ရွှေမျိုးတွေကိုလည်းငါနိဗ္ဗာန်လမ်းကိုပြမယ်နိဗ္ဗာန်ကိုခေါ်သွားမယ်ဆိုပြီးမှအဲ့ဒီဥတီချက်နဲ့ကြိုးစားလာခဲ့တာနောက်ဆုံးမှာဖျားဖြစ်တော်မူသွားပါတယ်လောကတ္တစရိယလောကအတွဲငါပါရမီကျင့်မယ်ပါရမီဖြည့်မယ်ငါတတ္တစရိယရွှေမျိုးအတွက်ကျွန်တော်ပါရမီတွေဖြည့်မယ်ဗုဒ္ဓတ္တစရိယအဲ့ဒီလောကမှာရှိတဲ့လူနဲ့ရွှေမျိုးတွေအတွက်ကဲချင်တော့ငါကိုယ်တိုင်ဖျားဖြစ်မှပဲကျွန်တော်ဖြစ်ချင်တာကိုကျွန်တော်ဖြစ်ခွင့်ရမယ်ဆိုပြီးမှဖျားအဖြစ်ကိုလည်းကျွန်တော်ဖျားစုကိုပါမယ်ဆိုမှအဲ့ဒါမှာဖျားစုတွေပန်လိုက်တာဘာပဲလို့ဖျားဖြစ်ရပါလို့ဤဖျားဖြစ်လဲရပါလို့ဤနော်တပိညုတဉာဏ်တော်ကိုရပါလို့ဤနော်ကုသိုလ်လုပ်တယ်စုပန်တယ်ဆိုတာတောင်းတာမဟုတ်ဘူးဒီလိုမျိုးငါ့ကိုပေးလေဆိုမှအလကားတောင်းတာမဟုတ်ကုသိုလ်တွေလုပ်မှအဲ့ဒီကုသိုလ်ရဲ့ရည်ရွယ်ချက်ကဖျားဖြစ်ဖို့အဲ့ဒီကုသိုလ်လုပ်ပြီးအဲ့ဒီအကျိုးကဖျားသာရင်ဖြစ်ပါစေဖျားဖြစ်ပါစေဒီလိုမျိုးနဲ့နော်အဲ့လိုမျိုးနဲ့ဥတီချက်နဲ့မဟာကရုဏာကြီးနဲ့ကြိုးစားပြီးမှဖျားဖြစ်ပြီးမှသစ္စာတရားပြပြီးမှနော်မြတ်စွာဘုရားတရားတော်ကိုကြိုက်လို့နှစ်သက်လို့လူတွေကတချို့တွေကအနိကယဟန်အဖြစ်ယဟန်ခံကြတယ်နော်အနိကတပတ်ဖြစ်ပြီးမှတရားတွေကျင့်ကြတယ်နော်ကာမစည်းစိမ်တွေကိုစွန့်ပြီးမှတရားတွေကျင့်ဖို့အတွက်ဆိုမှယဟန်သင်္ကန်းတွေဥကြတယ်တချို့တွေကြတော့မိသားစုဘဝမှာနော်မိသားစုကိုလည်းမပယ်နိုင်လို့ကိုတောင်ကိုလည်းတောင်တွေအများကြီးဖြစ်နေတော့ချက်ချင်းမပယ်နိုင်လို့နော်လောကီယာနဲ့နိုင်ကိုတတ်နိုင်ရ5ပါးသီလ10ပါးသီလနော်လက်ပြလက်ကွယ်ရှိရဲ့ဥပုပ်တွေကိုကြိုးစားပြီးမှသူတို့လည်းဒါနတွေစောင့်တည်တယ်ဒါနတွေလူတယ်သီလတွေစောင့်တည်တယ်ဘာဝနာတွေပွားတယ်နော်ဒီလိုနဲ့လူတွေကလည်းအတီးတီးကြိုးစားပြီးမှတချို့တွေယဟန္တာဖြစ်တော်မူသွားပြီတချို့တွေကယဟန္တာဖြစ်ဖို့အတွက်နော်ကြိုးစားနေစေတချို့ပူစုဘဝနဲ့နောက်ထပ်ဒီကုသိုလ်တွေပါရမီတွေပို့ပြီးမှအားကောင်းလာအောင်ဒီဖယားသာသနာမှာမပွင့်နိဗ္ဗာန်မရနိုင်ရင်တော့နောက်ဖယားသာသနာမှာနိဗ္ဗာန်ရနိုင်အောင်ဆိုပြီးမှတဲတပွင့်ဥဒ္ဒချဆိုသလိုနော်ကိုကတတ်နိုင်ရရေတခွက်တီလာ5ပါးနော်စာတိအဖြစ်ပေါ့ဗျာထမင်းတစုံပဲဖြစ်ဖြစ်အဲ့လိုမျိုးရန်တန်ငါတွေကိုလူကြတာပေါ့ဒါပေမဲ့ဒီလိုမျိုးမြင့်မြတ်တဲ့လမ်းစဉ်ကိုတည်တဲ့ပုဂ္ဂိုလ်အတွက်တော့တို့ဖယားသာသနာကအမှုမြတ်ဆုံးဒါပေမဲ့မတည်တဲ့လူတွေအတွက်တော့ဘယ်လိုလဲကျွန်တော်အများကြီးကြားနေရတဲ့စကားတွေကပြင်းတယ်ကွာအလုံးလုံးရတာလည်းအစင်မပြေဘူးဖုန်းကြီးဝတ်လိုက်မယ်လူတွေကအလုံးမရှိလို့ဖုန်းကြီးဝတ်တယ်လို့ထင်နေကြတာပြီးတော့တို့ဖျားသာသနာမှာလဲဖုန်းကြီးတွေဝတ်ပြီးမှနော်ဖျားဟောတဲ့အကျင့်ကိုမကျင့်မဲ့နဲ့ဒီလိုမျိုးလောကီအာယုံတွေကိုသာမွေးလျော်နေတဲ့တချို့ယဟန်တန်ဃာတွေလည်းရှိနေတော့သူတို့ကိုမြင်ပြီးမှလူတွေကဗာထင်ကြလဲဆိုတော့ငါပြင်းတယ်ကွာအလုံးလုံးရတာလည်းအစင်မပြေစီးပွားရေးလုံးရတာလည်းအစင်မပြေငါဖုန်းကြည့်လိုက်မယ်ကွာအေးစိထိုင်စားလို့ရတယ်အဲ့လိုမျိုးအတန်နဲ့ကြားလိုက်ရင်ထဲမှာလေတတုံးနဲ့ရင်နာတယ်ဗျာနော်ရင်နာစိတ်နာတ
ဒီလောက်မြင့်မြတ်တဲ့တိတ်ခါဖို့229တွယ်ကို9ပါးတီလာတော့မကျင့်နိုင်တဲ့အယက်သမားတရားကနော်အလုံးလုံးရတာအစစ်မပြေလို့ဖုံးကြည့်ဦးမယ်ဒါတွေကဘယ်လိုလဲဆိုတော့စင်ဖြူကိုမိပြီးမှနော်အစာကောင်းကောင်းစားခွင့်ရတဲ့စင်မဲတွေတလို့ပေါ့ဗျာနော်စင်ဖြူရဲ့ဘုံကနေကြောင့်စားခွင့်ရတဲ့စင်မဲတွေကကိုစင်ဖြူလို့ထင်ကြတယ်တဲ့တခါလေအဲ့လိုပဲဘာမှဖယားရဲ့အစွမ်းအမတွေကိုမသိတာဖယားရဲ့ဝိနည်းဖယားပြညတ်ထားတဲ့ဝိနည်းတွေကိုမသိတဲ့နော်တရားမသိတဲ့လူတွေကယဟန်တန်ငါကိုအလုံးမရှိလို့ဝှကြတယ်လို့ပြောတာအမှန်တော့ကိုယ်တိုင်သင်္ကန်းဝှပြီးမှဖယားပြောတဲ့အတိုင်းကျင့်နိုင်ပါလားကျင့်ကြည့်ပါလားခုနှစ်ရက်ကျင့်ပြီးပြပါလားနော်အဲ့ဒါလေးပဲပြောချင်တယ်သူတို့ကဘာမှလည်းမပြောနိုင်ဘူးဒါပေမဲ့ရင်တော့နာတာပေါ့နော်ဒါပေမဲ့ဒီလောက်မြင့်မြတ်တဲ့ဖယားရဲ့ဥတီချက်သာသနာ